ဝါအဘူရှာဘူးဆိုပြီးနာမည်ကြီးရဲ့စံပြားကလီစာတွေကိုမှချင်းဆက်အနှစ်ရည်လေးနဲ့ပူဆက်ပွန်းထက်နေအောင်တောက်ရမယ့်အပြင်လူကြိုက်များတဲ့အခောက်ခင်သမင်းပေါင်းနဲ့အိုးလိုက်ကြီးနူးဤမွေးခန့်နေအောင်တည်ထားတဲ့ West 2သမင်းတွေရတဲ့ပဇွန်တောင်ကရောင်မြသမင်းပေါင်းဆိုင်လေးမှာတွားစားခဲ့ရပဲဖြစ်ပါတယ်ဆိုင်မှာရတာတော့ထမင်းမောင်းတို့အတုပ်တို့ဒီအဘူရှာဘူးတို့ဝက်လက်အဘူရှာဘူးတို့ချင်းဆက်တို့နယုတ်ကြက်မဆိုင်တို့ဘာလို့ရတယ်ကြော်ပွဲတွေကြောပရှုထမင်းကြော်တို့ခောက်ဆွဲကြော်ကြာတန်းကြော်နောက်ပြီးတော့မုံကြီးပလိန်တို့ဝက်တုံရမ်းတို့ဘာလို့အကုန်စုံရတယ်ကဲကျွန်တော်ဒီနေ့ကတော့ပဇွန်တောင်ထဲမှာရှိရဲရောင်မြသမင်းပေါင်းလာစားတာဒီဆိုင်လေးကကြတော့ပဇွန်တောင်ရွှေဖုံးဝင်းဖျားနာကွက်တစ်လန်းထဲမှာပဲရှိရပါတော့ဒါလိပ်စာလေးကတော့ကျွန်တော် Google Map ကနေရှာပြီးလာခဲ့လို့ရတယ်ကျွန်တော်လည်းအတိုင်းပဲလာခဲ့ရပါဒီမှာကြောင့်အဓိကနာမည်ကြီးကတော့သမင်းမောင်းရဲ့ဝက်အာဘူးရဲ့ဒီမှာကွက်ကောင်းတို့ရဲ့ကျွန်တော်မှားထားတယ်အဦးဆုံးသမင်းမောင်းနဲ့ West 2သမင်းမောင်းတွေလည်းရရပါတော့ကျွန်တော်မှားထားတဲ့အခောက်ကင် share လေးကကြတော့တပွဲကို6500ပါဘိုက်ကလည်းအရင်စနေပေါ့နော်အဲ့တော့ကျွန်တော်စဆွဲပါမယ်ကျွန်တော်ကသမင်းမောင်းစားရဲဆိုရင်ငရုတ်တီးချင်လေးနဲ့ကျွန်တော်အဲ့လိုရောနေပြီးစားဖို့တဘောကြပါနော်တော့ဆောင်ကြပါဦးဒီမှာကြောက်လေအခောက်ကင်နဲ့တီးပေးရလဲထူရလို့မြင်တယ်ပေါ့နော်ဆိုင်လေးကိုကျွန်တော် vlog လေးရိုက်ပြီးဆိုရင်တော့ဆိုင်ကပြင်ဆင်ပေးတဲ့ပုံမှန်တိုင်းပဲကျွန်တော်ပြင်ဆင်ခိုင်းတာပါသူ့မှာပါရဲ့အစိမ်းကြော်ရဲ့ပန်းကပိကော်ရဲ့အနှစ်ရကြတော့အချိုရတာနဲ့ဒီပန်းကပိရဲ့အရတာလေးလေးလေးကိုရှာပေါ်မှာဆွဲပြီးကြံခဲ့ရပေါ့နော်အခောက်သားလေးဆိုရလှီးပေးတာထူတယ်ပြီးတော့အခောက်လေးရကြတော့လေကျွန်တော်အပိုင်းလေးမှုလို့လာမတွေ့ဟိုဒီအခောက် crispy ဖြစ်တဲ့ဟာကြီးကနည်းနည်းလေးနဲတယ်ပေါ့နော်ထူထူကျွတ်ကျွတ်လေးကိုပို့သဘောကျတယ်ဒါကြတော့အာဘူထဲမှာထည့်ချစ်ဆက်အနှစ်ရပေါ့နော်အဲ့အနှစ်ရလေးကိုဒီခမင်းမောင်းနဲ့ကျွန်တော်တွဲစားမယ်သူချစ်ဆက်အနှစ်ရပဲကောင်းတယ်ဒီရှိရတော့ဝက်အာဘူးလေးပါဒီထဲမှာဆိုရင်မုံချင်းစိမ့်စံများရယ်ဒီဝက်ကလေးစာအစုံနဲ့ပါပါတော့အဲ့တော့မှသူကဟင်းရည်လေးလောင်းချပြီးတော့ချင်းဆက်အနှစ်လေးနဲ့ချင်းဆက်ပုံနဲ့အာဘူးရှာဘူးလေးလောက်ထားပါတော့တကယ်တောက်လိုက်တယ်လုံးပွတ်ထွက်သွားတယ်တကယ်ကိုပွင့်နေတာသူကတောက်လေးဆက်လေးပဲဒီတပွဲဆိုရင်တော့900ပေါ့နော်ထမင်းမောင်းရှယ်မှာကြောက်အသားလုံးနဲ့ဝက်နံယူပါပါတယ်ဒီထမထဲချစ်ဆက်နှစ်ကကြောက်လေငရုတ်တီးနဲ့တက်မြကျုံတခါလေအနှစ်ပုံစံလုပ်ထားတာအဘူရှာဘူးနဲ့မဟုတ်နှခမ်းလေးပါပူလာတောက်လို့ရကောင်းတယ်ဂျာဒူးနဲ့လိုက်တယ်ပေါ့နော်ဒီရှယ်ကတော့ဝကောင်းတုပ်လေးပါဒီတပွဲဆိုတော့4000ပါပေါ့နော်ဝကောင်းတုပ်လေးကကြတော့ငရုတ်စီရယ်စက်တုံစီချက်လေးနဲ့တော့ထုတ်ထားပါတော့ဦးဆုံးသမင်းပေါင်းလေးပေါ့နော်ဦးဆုံးသမင်းပေါင်းထဲမှာဆိုရင်လည်းဒီမျိုး wallet 2လေးလည်းပါတယ်ဥဘိတ်ဥချိုးပြီးတော့ဘဲဥဂျမ်ဆိုင်လေးပါပေါ့နော်သူ့ဝက်ဥလေးတွေကနူးဤမြပဲသူ့အရေးလေးကလေအသားပြုတ်ရည်နဲ့မလို့လားမသိဘူးချိုလေးပေါ့နော်ပြီးတော့အေးကကျဲနေရမျိုးမဟုတ်ဘူးခက်ဆက်ဆက်လေးနဲ့အမွေးနန်းတာလေးကလည်းတော်တော်မိုက်တယ်ဒီဦးဆုံးသမင်းပေါင်းလေးကတော့တပွဲကို9000ပေါ့နော်ဆိုင်လေးရဲ့ဖွင့်ချိန်ပိတ်ချိန်လေးကတော့မနက်9:00နာရီဆိုရင်တော့စုံစုံနေနေရပြီည9:00နာရီဒီဖွင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်အားလုံးပဲတက်တာ